မိအောင်ဆုံးချာမြတ်ဗုဒ္ဓသာသနာတော်မှာဆုံးစည်းခဲ့တဲ့စိတ်ထားစိတ်ကိုယ်ကိုကြည်ပြုပြတ်သားလာတဲ့ဒုံတန်စေတနာမြင့်မြတ်စင်ကြယ်လာစွာအလူပွဲတော်ကျင်းပခဲ့သရာတူတဲ့မာလူပါဟောဒီလူဝဲတရားရာဘုံရိတ်တာမန္တကြီးမိအောင်ဆုံးချာမြတ်ဗုဒ္ဓသာသနာတော်မှာဆုံးစည်းတဲ့စိတ်ထားစိတ်ကိုယ်ကိုကြည်ပြုပြတ်သားလာတဲ့ဒုက္ခစေရနာမြင့်မြတ်စင်ကြယ်လာစွာလူပွဲတော်ကျင်းပခဲ့ရာကျူတဲ့မာလူပါစိတ်ထားပါရမီဖြစ်တဲ့ဝမ်းရောက်ဝမ်းသာအလူကြီးပေးနေတာစိတ်ထားပါရမီဖြစ်တဲ့ဝမ်းရောက်ဝမ်းသာအလူကြီးပေးနေတာအလူရဲ့စက်နဲ့နဲ့မကွာသာလို့ရှင်သမီးကိုနာသူရရတော့ကုသိုလ်တွေပါဒါယကဘွဲခံလာဒါသမျှပုဂ္ဂိုလ်နိုင်ပြီမရွေးပါကျွေးမွေးခံလာငါတို့များဒီမန္တနာလူဝဲဝတ္ထုအစုစုသွားဒီလူရလားဒီလူမသူတကားသူရောစိတ်ကိုယ်လူဒါကျူရဲ့အာလူသူရရတော့ကုသိုလ်တွေပါခရတကောသိကြောင်းစရမကျန်ဒါယကဝဲခံလာဒါသမျှပုဂ္ဂိုလ်နိုင်ကြီးမရွေးပါကျွေးမွေးခံလာတန်ဃာတော်များဒီမန္တနာဝဲဝတ္ထုအစုစုစုံသွားဒီလူတရားဒီအလူစိတ်ကိုယ်သူဒါသူတဲ့မဟာအတူသာမြို့လေးကမန္တမြို့လေးကမန္တမြို့လေးကမန္တအရက်မာတဲ့ကုသိုလ်ကြောင်းကြီးရဲ့အိုးအိုးလက်ရံငယ်ပြိုလက်ရံငယ်
ရှောက်ပါလို့နောက်ကိုယ်ရဲ့မျောလိုက်ရင်ချီကိုရှောက်ပါလို့နောက်ကိုယ်ရဲ့မျောလိုက်ရင်ဒီကိုယ်နိုင်ရွှေကုန်းသားနဲ့ဖျားလေးလေးဖျားလေးလေးဖျားလေးလေးဖျားကိုမြင်မလေးလောင်ရွှေကြောင်းတွင်ဩဃတံမယာဝဲကုန်ပင်မလွယ်လို့ခြင်းဝင်းညုကဆိုခွာနိုင်ရင်ကင်းလို့နိဗ္ဗာန်နောင်လို့ဝင်ဩဃတံမယာဝဲကုန်ပင်မလွယ်လို့ခြင်းဝင်းညုကဆိုခွာနိုင်ရင်ကင်းလို့နိဗ္ဗာန်နောင်လို့ဝင်ရွှေရောင်တန်းနေတဲ့ကွမ်းရဲ့ပမာပုံတွင်တပိတ်ပါတရေလွယ်ဝင်ခဝမ်းမျိုးဆိုနေသင်တို့နဲ့ဆန်ချတော့အမြင်လာအောင်ပြုံးပြုံးနဲ့ပြောတာကြားရင်ဘဂဝါရှင်မြတ်ဖယားရဲ့တပိသတန်ခါမြတ်အပါတွင်တရားတော်နာဖိတ်ကြလို့စိတ်ထားပြုတကွင်သာရုသာရုသာရုတော်ပါရှင်နောက်ထပ်လူမှာဒီလိုကျွန်တော်ပြရစီတယ်ပြေပို့ပါဗျာအဲဒီလိုကာမာဒီမာဒီရာဒီလိုမင်္ဂလာဒီဒါမာဒီနေ့ရဒီဒါညာတော့အောင်းဘုဒ္ဓကြောင့်စေနာတို့ကြောင့်ရာတပည့်တော်Chana
ပါသောဗုဒ္ဓတာရတသင်္ကဟောမင်္ဂလာအာမိတ္တနုက္ခဓမ္မနုက္ခဟောတော်မူရာဒေသနာဖယားသာသနာအမွေခံယူကာမိဘတို့မှာချီးမြှင့်အပ်ပါသောဗုဒ္ဓတာရတသင်္ကဟောမင်္ဂလာအာမိတ္တနုက္ခဓမ္မနုက္ခဟောတော်မူရာဒေသနာဖယားသာသနာအမွေခံယူကာသာမဏေရပပိဇာမြောင်ချီးမြှောက်မိသာတိကြောင့်ရှုမညီသမီးရဏခန္ဓာဝေဒနာနာတမင်္ဂလာသာမဏေရပပိဇာမြောင်ချီးမြှောက်မိသာတိကြောင့်ရှုမညီသမီးရဏခန္ဓာဝေဒနာနာတမင်္ဂလာသာသနာပရိဘောဂတိယဓမ္မဒါရပလူကအနုဂဟမေဃဥစ္စာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ပရိတောဒုရဝနာဘာယမိလေးမြတ်လာစွာဤကောင်းမှုပြုရကျူငါအသဘောတရားတို့သိရကုန်များတရားပရိတောဒုရဝနာဘာယမိလေးနိဗ္ဗာန်တသစ္စိကရဏထာယဣမံအာသာဝံခေတဝါပပဇေထမံဗန္တိအနုကမံဥပါဒာယအရှင်ဘုရားကျေကျေလေးလိုက်ဆိုအရှင်ဘုရားလုံးစုံသောတန်တရာဘုဆင်းရဲ့အပေါင်းတို့မှဖတ်မြောက်ပါရခြင်းအကျိုးငါညာတိတော်တို့ဤလက်တော်၌ချီသောဤသင်္ကန်းကိုယူတော်မူ၍ညာတိတော်တို့အားအစဉ်သနာခြင်းကိုကြောင်းပြီး၍ရှင်သာမဏေဖြစ်အောင်ပြီးတော်မူပါရှင်မြတ်ဗျာတော်တဲ့ကညောင်းငါလေးကပ်ပြီးခင်ဗျားတို့ရှိဥရှာတာကပ်အောက်ရှာကာလီဒီလိုအဲ့ဒါပါတယ်တယ်သက္ကလဝဒ္ဒဘုခနေတရဏနေဘာနကပစ္စည်းကရဏထာယဧကံကာမံထတဝါပပဇေထနာမလိနုရောစုသောသန္တရာဝစေယမောမပထမပါရှင်ယုံငါရှင်သာမဏေဖြစ်ကိုအောက်ခံပါ၏ရှင်ဘုရားတစ်ကြိမ်ရောက်လဲသုံးကြိမ်ရောက်လဲရှင်ဘုရားလုံးစုံသောသန္တရာဝစေယအပေါင်းလုံးမှပထမပါရှင်ယုံငါရှင်သာမဏေဖြစ်ကိုအောက်ခံပါ၏ရှင်ဘုရားဘုရားရှာဖြစ်တော်မူပါရှင်မြတ်ဗျာပါတာတိကေနဓမ္မတိတာရပြီပြီပါနော်။ဘာရဒီမှာရှိနေရှင်အလူအလူရီစိတ်တံနိဗ္ဗာန်မှန်လို့လူယဟန်ငါရှင်ပြုနာသစင်းနဲ့လူရေရင်းရေကစည်ရတစောင်းမကြောင်
ကြောင်းဆောင်လို့လူသင်္ကန်းပရိခေယလူပဲဝိတုအစုစုတွေလဲလူကြရင်မကောက်ရောက်ရင်မရှာတဲ့လူအလူရီစိတ်တံနိဗ္ဗာန်မှန်လို့လူဟန်ငါရှင်ပြူနာသစင်းနဲ့လူရေရင်းရေကစရတစောင်းမကြံကြောင်းဆောင်လို့လူသင်္ကန်းပရိခေယလူဝဲဝိတုအစုစုတွေလဲလူကြရင်မကောက်ရောက်ရင်မရှာတဲ့လူစေရနာကြည်ယူဝေသမီးမတို့လို့ပေးလူ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 ဟေမာယီလူစေရနာကြည်ယူဝေသမီးမတို့လို့ပေးလူ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 သမယေချောင်းစီမောင်တီးပေးလူအစွဲပေါင်းတဲ့ကောင်းကြီးပေးသူသမယေချောင်းစီမောင်တီးပေးလူအစွဲပေါင်းတဲ့ကောင်းကြီးပေးသူပြောတဲ့စီတန်ညာလို့ဝဲဝဲစုဟောရလူဟောရလူမြမမှုမုတ်တရာပြူလို့တာရုလို့ခေါ်ယူနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသတိတရားများပါခဲ့တော့ဆရာတော်ဘုရားကမိမိညီကိုဖတ်ပြီးမှတ်တော်မူပါဗျာတန်ဃာတော်ရှင်ကောင်းရှင်မြတ်တို့ကလည်းဘုရားနာဂပသမနာဂဝေဒီဒီနဲ့ပါပြီညနေရောဘောဓနာနဲ့ရောနာဂောနာဂတနာဂိနသတိတရားများပါခဲ့တော့ဆရာတော်များကမိမိရဲ့အညီကိုဖတ်ပြီးမှတ်တော်မူပါတန်ဃာကမိတော်ဗဇနောတို့ပရမရှိဥစွာဥပ္ပဒါဝေဇာနာတို့သာဝိတဝယုစေယတိတို့နာတော့မြတ်စွာဘုရားဟောကြားတော်မူခြင်းကြောင့်ဥပ္ပဒါဝေဇာနာတို့သက္ကသသာဘုံတော်သာစိတ်ကိုသာကြသံအမေလေးကြားတော့သေဝင်ဝ
သားလူမျိုးဖြစ်ပေမဲ့အမေလေးမခွဲရနိုင်ဘူးလောကချေသေးဘဝချေဝေရွယ်ရောက်ပြီမို့ရဟန်းမောင်ဝင်းသူသွင်းမို့လို့အဘေတကားပိတ်တဲ့ရဟန်းတကားဖြစ်ရဤကွယ်ဝမ်းသာညည်ဆိုသိဝင်နဲ့အမေသားကိုသင်သည်ယခုမှစ၍သမုဒိယပြတ်မဲ့ဘုရားသားတော်ဖြစ်သွားပြီမို့အမိဖတို့နဲ့မသက်ဆွေတော့ဘူးဆိုဟောကြားတာ